အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးပြန်လဲကြိုလိုက်ပါကျွန်တော်ဒီနေ့တော့ကျွန်တော်ပေါ့နော်ဘလို့ဘူးတူတာရမယ်ဟာလဲဆိုတော့ပေါ့နော်ဦးစင်းလေးပေါ့နော်ဦးစင်းလေးရဲ့အကြောင်းကိုကျွန်တော်ဘူးတူတာနေနေကြောရွေးလက်ပြီးမှဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ let's go ကြည့်လိုက်ရမယ်ဟုတ်46 46မာ46မတ်တရ40ကျော်ပါရှင်ဗျာရှင်မတ်တရပါ40ကျော်ဒီပါဗျာရှင်ဗျာတဲ့40ကျော်ပြီလေရှင်ဗျာအရက်က9ပြီအရက်က9ပြီ46အသက်က46ဟုတ်တန်းရက်9ပြီပဲရှိတယ်လေ40နဲ့ဘယ်လောက်လဲ40ကျော်နေဟာ32ကတော့မကဘူးရှင်ဗျာ46ပါဘာ46တော့46ပါ46တော့မက46တယ်နော်လာပါဦးရှင်ဗျာမကဘူးနော်ဗျာဒါဟိုရေးလေးဆရာတော်ဗျာရေးလေးဆရာတော်ရေးမကြီးရေးလေးမှာတိုက်ဟုတ်လိုက်လို့ပါဗျာတိုက်ဟုတ်ခံရေးဟိုမှာလေးတိုက်ဟုတ်လိုက်လို့ပါဗျာနော်ဗျာနော်ဗျာဟာဇာတိယမြန်ဟောဗျာမဟုတ်ဘူးဇာတိယမှာမန္တလေးရဩမန္တလေးရအခုနေရငါမနေရဟုတ်တယ်အခုဘယ်မှာတင်းသုံးလဲဗျာဘယ်မှာတင်းသုံးမော်ကျွန်းမှာအခုမော်ကျွန်းတင်းသုံးတာလားပါမော်ကျွန်းနေမှာပါနေပါဦးဗျာဒီပြီးတော့ဟိုဇက်ကလေးဖူးချစ်ဇက်တပင်လေးတော့ဘုန်းကြီးဟိုစအားပေးသွားအောင်နော်19ရက်နေ့ဇက်ကြီးကိုနော်အားပေးသွားအောင်ဗျာဟုတ်ကဲ့ပါအားလုံးပဲဘိုင်းမှာကျွန်တော် channel လေး like subscribe နဲ့ပေးပါပေးကြပါအောင်ဗျာအားလုံးပဲဘိုင်း